ကျွန်တော်တို့ဒီ memory area တွေကိုလေ့လာသွားပြီးတဲ့အခါမှာကျွန်တော်တို့ဆက်ပြီးတော့တည်ဖို့လိုအပ်မယ့်အရာကတော့ကျွန်တော်တို့ဒီ operand ပေါ့နော်ဒီ operand လို့ခေါ်တဲ့ကျွန်တော်တို့ဒီအသုံးချခံရတဲ့ memory area နေရာလေးတွေပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ဒီ PLC ရဲ့ CPU မှာကျွန်တော်တို့ဒီ system memory ဆိုပြီးတော့ကျွန်တော်တို့ပါရှိရပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ user တွေအသုံးပြုလို့ရမယ်ကျွန်တော်တို့ user memory ဆိုပြီးတော့လည်းကျွန်တော်တို့ဒီသတ်မှတ်ထားပြီးရပေါ့ဆိုတော့ကျွန်တော်ဒီ system memory မှာကျွန်တော်တို့ဘာတွေပါမလဲဆိုရင်ကျွန်တော်တို့ရခင်လေ့လာခဲ့တဲ့ဒီ process image input ပေါ့နော်ဆိုတော့ဒီအတူကောင်းအနေနဲ့ဆိုရင်တော့ PII ပေါ့နော် PII ပါမယ်ပြီးတော့ကျွန်တော်ဒီ process image output PIO ပေါ့နော်ကျွန်တော်ရှေ့မှာလည်းလေ့လာခဲ့တယ်ပြီးတော့ကျွန်တော်ဒီမှာ bit memory ပြီးရင်ကျွန်တော်တို့ဒီမှာဒီ temporary local data တွေပေါ့နော်ကျွန်တော်တို့ယာယီဒီတွက်ချက်တဲ့နေရာပြီးကြရင်အချက်လက်တွေတင်ဆက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီယာယီနေရာပါတယ် process image input ကလည်းကျွန်တော်တို့ဒီရှေ့မှာလေ့လာခဲ့တယ်เนาะသူဘယ်လိုအလုပ်လုပ်တယ်ဆိုတာလေ့လာခဲ့တယ်ပြီးရင်ကျွန်တော် process image output ကလည်းဘယ်လိုအလုပ်လုပ်တယ်ဆိုတာလေ့လာခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီ bit memory ဆိုတာကတော့ကျွန်တော်တို့ဒီအများဆုံးတွေ့ရတဲ့ဒီ M ဆိုတဲ့ memory ပေါ့နော်ဆိုတော့သူကလည်း memory ကျွန်တော်တို့အများကြီးသုံးနိုင်တယ်ပေါ့ပြီးရင်ကျွန်တော်တို့ဒီ input module တွေမှာလည်းကျွန်တော်တို့ဒီ preferred input လို့ခေါ်တဲ့ကျွန်တော်တို့ဒီနေရာလေးတွေရောပါတယ်ပေါ့နော်ဆိုတော့သူကတော့ကျွန်တော်ဒီ system memory ဆိုပြီးတော့သူကိုတော့တိတိုင်ရောမတက်မှတ်ဘူးเนาะသူကလည်းကျွန်တော်တို့ဒီအချက်လက်တွေ0တွေ1တွေကိုသူကလည်းမလုပ်နိုင်မလဲဆိုရင်ကျွန်တော်တို့တင်ဆက်ထားနိုင်တယ်output module တွေမှာလည်းအတူတူပဲကျွန်တော်တို့ဒီ preferred output ဆိုပြီးတော့ကျွန်တော်တို့ပါတယ်သူစီမှာလည်းကျွန်တော်တို့ဒီ signal state ပေါ့နော်ဥပမာပြင်0ဖြစ်နေသလား output က0ဖြစ်မလားတို့ဒီမဟုတ်1ဖြစ်မလားဆိုပြီးတော့သူကလည်းဒီ preferred output မှာကျွန်တော်တို့တင်ဆက်ထားနိုင်တယ်ပေါ့နော်ဒီကနေတစ်စင်းမှာကျွန်တော်တို့ဒီ physical output module ကိုတွားမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ memory ပုံစံမျိုးနေရာလေးတစ်ခုပဲပေါ့ဟုတ်ပြီเนาะကျွန်တော်ဒါလည်းသိပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီ global data block တွေဘာတွေပေါ့เนาะကျွန်တော်တို့ဒီအချက်လက်တွေတင်ဆက်ဖို့အတွက်ကကျွန်တော်တို့ဘာတွေကိုအဓိကသုံးတာလဲဆိုရင်ကျွန်တော်တို့ data block ပုံစံမျိုးနဲ့ကျွန်တော်တို့ကဒီတင်စီထားတာပေါ့ပြီးတော့ကျွန်တော်တို့ဒီ instant data block လို့ခေါ်တဲ့ကျွန်တော်တို့ဒီတိတန့်ပေါ့เนาะကျွန်တော်တို့တိတန့်တိတန့် data block လေးလည်းကျွန်တော်တို့ပါရှိရပေါ့เนาะဆိုတော့ဥပမာဖြင့်ကျွန်တော်တို့ဒီမှာကမော်တာတစ်လုံးမှထားပါတော့เนาะဆိုတော့ဒီမော်တာနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုကျွန်တော်တို့ဒီမှာတိတန့်တူလောင်ထားတယ်ပြီးကြရင်ကျွန်တော်တို့ဒီရဲ့အချက်လက်တွေကိုကျွန်တော်တို့မလုပ်နိုင်မလဲဆိုရင်ဒီ instant data block အနေနဲ့ကျွန်တော်တို့ဒီမလုပ်နိုင်မလဲဆိုရင်ရယူနိုင်တယ်ပေါ့เนาะ globalဆိုတာကတော့ကျွန်တော်တို့ဒီအချက်လက်တွေအားလုံးကိုကျွန်တော်ဒီထဲမှာစုစည်းထားပါတော့เนาะဆိုတော့သူစီကအချက်လက်တွေကိုကျွန်တော်တို့အခြားနေရာနေကျွန်တော်ရယူပြီးတော့သုံးစွဲနိုင်တဲ့ပုံစံမျိုးရှိရပေါ့ပြီးကြရင်ကျွန်တော်ဒီမှာဒီ type data block တွေလည်းကျွန်တော်တို့ပါဝင်တယ်ဆိုတော့ကျွန်တော်တို့ဒီမိမိကိုယ်ပိုင်ကျွန်တော်တို့ဒီ data type တွေကိုကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လောလောဆယ် basic သင်ခန်းစာထဲမှာကျွန်တော်တို့ပါဝင်မှာတော့မဟုတ်ဘူးပေါ့နော်ဒီကတော့ကျွန်တော်အဓိကရှင်းပြချင်တာတော့ဒီ operand ဆိုတဲ့ဒီ memory area နေရာလေးတွေကိုဖော်ပြပေးချင်တာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီအစောကကျွန်တော်လေ့လာခဲ့တဲ့ memory area နေရာလေးတွေကိုကျွန်တော်တို့နည်းနည်းပြန်ပြီးတော့လေ့လာကြည့်မယ်เนาะဆိုတော့ကျွန်တော်ဒီမှာ process image output ဆိုတော့ဒီကျွန်တော်တို့ PIO ရဲ့ပြီးတော့ကျွန်တော်တို့ဒီမှာ process image input က PII ပေါ့เนาะဆိုတော့ဒီ area ကဘာကိုဆိုလိုတာလဲဆိုတော့ကျွန်တော်တို့ဒီဒါ CPU ကကျွန်တော်ဒီ PIO ဇယားတန်ဖိုးတွေကိုကျွန်တော်တို့ဒီ output module စီကိုကျွန်တော်တို့ဒီ scan cycle စတင်တာနဲ့ဘာလို့ပေးမလဲဆိုရင်ကျွန်တော်တို့ update လုပ်ဆောင်ပေးရเนาะဒါကကျွန်တော်တို့ရခင်တိုင်းလေ့လာခဲ့ပြီးသားเนาะဒီ PIO memory area ကိုကျွန်တော်တို့ဘယ်လိုအသုံးပြုတာလဲဆိုတာကိုကျွန်တော်ရခင်ကလည်းလေ့လာခဲ့တယ်ဟုတ်ပြီเนาะသူကဒီ output module စီကို scan cycle စတင်တာနဲ့ကျွန်တော်တို့ update လုပ်ဆောင်ပေးတယ် CPU ကလုပ်ဆောင်ပေးတယ်ပြီးတော့ကျွန်တော်တို့ဒီ output ဒီ process image output ကိုကျွန်တော်တို့ဘယ်လိုရယူသုံးစွဲနိုင်မလဲဆိုရင်ကျွန်တော်တို့ Q ဆိုပြီးတော့လည်းကျွန်တော်တို့ရယူသုံးစွဲနိုင်တယ်ပေါ့နော်ဆိုတော့ဥပမာဖြင့်ကျွန်တော် Q 1.0 ပေါ့နော်ကျွန်တော်အရင်ခင်ကလေ့လာခဲ့တဲ့ဒီရှေ့ကတော့ဗာလဲဆိုရင်ကျွန်တော်တို့ဒီ byte address ပေါ့ဒီအနောက်ကတော့ကျွန်တော်တို့ဒီ bit address ပေါ့နော်ဒီလိုပုံစံမျိုးနဲ့လည်းကျွန်တော်တို့ရယူသုံးစွဲနိုင်တယ်တုတ်တိမဟုတ်လဲကျွန်တော်တို့ဒီ Q1 ဆိုပြီးတော့ကျွန်တော်တို့ဒီသူ့ရဲ့ဒီ byte တစ်ခုလုံးကိုလည်းကျွန်တော်တို့ရယူသုံးစွဲနိုင်တယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ output byte အနေနဲ့လည်းကျွန်တော်တို့ရယူသုံးစွဲနိုင်တယ်ပြီးကြရင်ကျွန်တော်တို့ဒီ output word ဆိုပြီးတော့လည်းကျွန်တော်တို့ဒီ QW1 ပေါ့နော်1ဒီ1အတွက်ဆိုရင်လည်းကျွန်တော်တို့1ဆိုပြီးတော့ကျွန်တော်တို့ရယူသုံးစွဲနိုင်တယ်ပေါ့နော်ပြီးကြရင်ကျွန်တော်တို့ဒီ output
double word အနေနဲ့လည်းကျွန်တော်တို့ရယူပြီးတော့သုံးစွဲနိုင်တယ်ဆိုတော့ဒီဟာလေးကကျွန်တော်တို့ဒီ prep memory area တွေကိုကျွန်တော်တို့ဘယ်လိုရယူပြီးတော့ခေါ်ယူအသုံးပြုလို့ရမလဲဆိုတာကိုဖော်ပြပေးတာပေါ့နော်ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့နောက်ပိုင်း TIA portal မှာလေ့လာတဲ့အခါမှာကျွန်တော်ဒီဟာလေးကိုထပ်ပြီးတော့ရှင်းပြသွားမယ်နော်ကျွန်တော်ဒီ process image input ကလည်းကျွန်တော်တို့ဒီ CPU ကနေပဲကျွန်တော်တို့ scan လှမ်းဖတ်တာပေါ့နော်သူရဲ့တန်ဖိုးတွေကို scan ဖတ်ပြီးတော့ကျွန်တော်တို့ဒီ process image input ထဲမှာလာပြီးတော့တင်ထားတာပေါ့ဒီ input module ကအချက်လက်တွေကိုနော်ပြီးတော့သူ့ကိုကျွန်တော်တို့ဘယ်လိုရယူသုံးစွဲနိုင်မလဲဆိုရင်ကျွန်တော်တို့ဒီအပေါ်အတိုင်းပဲပေါ့နော်ကျွန်တော်တို့ bit အနေနဲ့ရယူသုံးစွဲနိုင်တယ် byte အနေနဲ့ရယူသုံးစွဲနိုင်တယ်လို့ word အနေ double word အနေနဲ့ကျွန်တော်တို့ရယူသုံးစွဲနိုင်တယ်ဆိုတော့ကျွန်တော်ဒီမှာ IBB ဆိုတော့ကျွန်တော်တို့ byte ပေါ့နော် W ဆိုတာကတော့ကျွန်တော်တို့ဒီ word ရဲ့အတူကောက်ပြီးကြရင် D ဆိုတော့ကျွန်တော် double word အနေနဲ့ကျွန်တော်တို့ရယူပြီးတော့သုံးစွဲနိုင်တယ်ကျန်တဲ့ memory area တွေကလည်းကျွန်တော်တို့ရယူသုံးစွဲနိုင်တဲ့ပုံစံကတော့ဒီ၄မျိုးပေါ့နော်ဒီ၄မျိုးတိုင်းကျွန်တော်တို့ရယူသုံးစွဲနိုင်တယ်နော်ဆိုတော့ကျွန်တော်ဒီဟာကကျွန်တော်တို့ bit memory ပေါ့နော်ဒီ bit memory ကိုကျွန်တော်တို့ဘယ်လိုအသုံးပြုနိုင်လဲဆိုရင်ကျွန်တော်တို့ဒီကြားခံ memory နေရာတစ်ခုအနေနဲ့ကျွန်တော်တို့ကသူ့ကိုအသုံးပြုနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒီ bit memory ကိုဒီ binary နဲ့တက်ဆိုင်တဲ့လှုပ်ဆောင်မှုများမှာကျွန်တော်နေရာတကာကနေရယူနိုင်တဲ့သူကြားခံပုံစံမျိုးနဲ့လှုပ်ဆောင်နိုင်တယ်ပြီးတော့ကျွန်တော်တို့ဒီ input အနေနဲ့အသုံးပြုနိုင်လို့ကျွန်တော်တို့ဒီ output အနေနဲ့လည်းသူ့ကိုအသုံးပြုနိုင်တယ်ဆိုတော့ကျွန်တော်ဥပမာအနေနဲ့ကျွန်တော်တို့ရဲ့ဒီ program ထဲမှာဒီ input အနေနဲ့သူ့ကိုအသုံးပြုနိုင်လို့ကျွန်တော်တို့ဒီမှာ output အနေနဲ့လည်းသူ့ကိုကျွန်တော်တို့အသုံးပြုနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ okay ၍1.2 ပေါ့နော် 1.2 ကိုကျွန်တော်တို့ input အနေနဲ့သုံးမယ်ပြီးကြရင်ကျွန်တော်တို့ဒီ output နေရာမှာ 1.3 ပေါ့နော် 1.3 ကိုကျွန်တော်တို့ဒီ output နေရာနဲ့ကျွန်တော်တို့အသုံးပြုနိုင်တယ်ဆိုတော့ပြီးတော့ဒီ 1.3 ကိုပဲကျွန်တော်တို့ဒီ input အနေနဲ့ပဲကျွန်တော်တို့ထပ်ပြီးတော့ပြန်လဲရယူအသုံးပြုနိုင်တယ်ပေါ့နော်ဆိုတော့ဒီပုံစံမျိုးကိုကျွန်တော်တို့ဆိုလိုတာဖြစ်တယ်ပေါ့နော်ဆိုတော့သူ့ကိုကျွန်တော်တို့ဂျားခန့်အနေနဲ့အသုံးပြုနိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီသူ့ကို auxiliary contactor လို့လည်းသူ့ခေါ်ဆိုရဲပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ bit memory ကိုကျွန်တော်တို့ကန့်သက်ချက်မရှိပဲကျွန်တော်တို့ဒီရယူသုံးစွဲနိုင်တယ်ပေါ့နော်ကျွန်တော်တို့ program မှာဆိုတော့ကန့်သက်ချက်မရှိပဲရယူသုံးစွဲတယ်လို့ဆိုတော့ညာလဲကျွန်တော်တို့ရဲ့ဒီ memory area ကိုတော့ကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့လိုတယ်ပေါ့ memory ရဲ့ဒီဝင်ဆက်မှုပမာဏပေါ့နော်ကျွန်တော်တို့ရဲ့ဒီ PLC က memory ဘယ်လောက်ပါရှိလဲပေါ့နော်ကျွန်တော်အရှိမလေ့လာခဲ့တဲ့ load memory ဘယ်လောက်ပါမလဲ word memory ဘယ်လောက်ပါမလဲဒီဟာလေးတွေကျွန်တော်တို့ဒီဟာလေးနဲ့ကျွန်တော်တို့နှိုင်းယှဉ်ဖို့တော့လိုမယ်ပေါ့နော်ဟုတ်ပြီဒီဟာကတော့ကျွန်တော်တို့ဒီ bit memory ပေါ့ bit memory လို့ခေါ်တဲ့ကျွန်တော်တို့ M ပေါ့နော်အတူကောက်အနေနဲ့ M အကြောင်းပေါ့ဆိုတော့သူ့ကိုကျွန်တော်တို့ခေါ်ယူသုံးပြုနိုင်တာက M အနေနဲ့ရမယ်ပြီးရင် byte အနေနဲ့ word အနေနဲ့ပြီးရင်ကျွန်တော်တို့ဒီ double word အနေနဲ့ကျွန်တော်တို့ခေါ်ယူပြီးတော့အသုံးပြုနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ local data ကတော့ကျွန်တော်တို့သူ့ကိုအတူကောက်ကတော့ကျွန်တော်တို့ L လို့သတ်မှတ်တယ်ပေါ့နော်သူကကျွန်တော်တို့ဒီ block တွေကိုလှုပ်ဆောင်တဲ့အခါမှာသူကအဓိကအနေနဲ့ဒီယာယီအချက်လက်ကိုတူလောင်ဖို့ပဲယာယီတူလောင်ဖို့အတွက်ကျွန်တော်တို့ဒီအချက်လက်တွေကိုယာယီတူလောင်ဖို့ memory နေရာလေးတစ်ခုပဲပေါ့နော်သူ့ကိုအဲ့ပုံစံမျိုးအသုံးပြုတယ်သူ့ကိုအသုံးပြုမယ်ဆိုရင်ကျွန်တော်ဒီ optimize block asset ကိုကျွန်တော်တို့enable မလုပ်ထားရဘူးပေါ့နော်ဆိုတော့ဒီအကြောင်းအရာလေးကိုကျွန်တော်နောက်ပိုင်းမှာပဲတည်နည်းနည်းပြန်ပြီးတော့ပြောပြမယ်နော်လောဆယ်ဒီမှာတော့လောဆယ်တိဖို့မလိုသေးဘူးပေါ့နော်ဆိုတော့ကျွန်တော် local data ဆိုတာဘယ်နေရာမှာဘယ်အတွက်အသုံးပြုလဲဆိုတာကိုကျွန်တော်တို့သိထားရပြီပေါ့နော်ဆိုတော့သူ့ကိုလည်းကျွန်တော်တို့ရခင်လိုပဲဒီပုံစံ၄မျိုးနဲ့ရယူသုံးစွဲနိုင်မယ်bit ပုံစံရဲ့ကျွန်တော်တို့ပြီးတော့ byte ပုံစံ word ပုံစံနဲ့ double word ပုံစံနဲ့ကျွန်တော်တို့ရယူအသုံးပြုနိုင်တယ်ပြီးတော့သူရဲ့ဒီအတူကောက်ကတော့ L ဖြစ်တယ်နော်ဒီဟာလေးမှတ်ထားဖို့လိုမယ်ပြီးတော့ကျွန်တော်တို့ဒီဟာကတော့ကျွန်တော်တို့ဒီ IO ကျွန်တော် input output module တွေရဲ့ဒီအပေါ်ကဆိုရင်ကျွန်တော်တို့ဒါပါလဲဆိုရင် input area ရဲ့ပြီးတော့ကျွန်တော်တို့ဒီအောက်ကကျွန်တော်တို့ဒီ output area ဆိုတော့ကျွန်တော်တို့ရခင်လေ့လာခဲ့တဲ့ပုံစံမျိုးနဲ့ဆိုရင်သူကဘယ်နေရာမှာပါမလဲဆိုရင် prefer ပေါ့နော် prefer input output အနေနဲ့ကျွန်တော်တို့သူ့ကိုရယူအသုံးပြုနိုင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့အရင်တုန်းကလေ့လာထားတာကဆိုတော့ကျွန်တော်ဒီ prefer ဒီ input ပေါ့နော်ဒီအမျိုးအစားတွေပေါ့နော်သူကတော့ဆိုတော့ကျွန်တော်ဒီ တိုက်ရိုက်လှမ်းပြီးတော့ CPU ကနေလှမ်းပြီးတော့အချက်လက်တွေရယူနိုင်တဲ့အမျိုးအစားဟုတ်ပြီတော့တိုက်ရိုက်ရယူရန်အသုံးပြုနိုင်တယ်နော်ဆိုတော့သူ့ကိုကျွန်တော်တို့ notation အနေနဲ့ကကျွန်တော်တို့ဒီ
အနောက်မှာကျွန်တော်တို့ခေါ်ယူမဲ့ဒီလိပ်စာရဲ့အနောက်မှာကျွန်တော်တို့ဒီ asset ကလေး20နဲ့ column နဲ့ p ဆိုပြီးတော့ကျွန်တော်တို့ရေးရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ import အတွက်ကလည်းကျွန်တော်တို့ဘယ်နှခုရှိမလဲဆိုရင်ကျွန်တော်တို့၄ခုရှိမယ်နော် bit ရယ် byte ရယ် word ရယ် double word ရယ်ဆိုပြီး၄ခုရှိမယ်ကျွန်တော်တို့ဒီ output ကလည်း၄ခုရှိမယ်နော်ဟုတ်ပြီဒါကတော့ကျွန်တော်တို့ဒီ TIA portal ကနေပြီးတော့ကျွန်တော်တို့ဒီ memory area တွေ operand တွေကိုကျွန်တော်တို့ရယူအသုံးပြုနိုင်မဲ့ memory area လေးပေါ့နော်ပြီးတော့ကျွန်တော်တို့ data block ကတော့ကျွန်တော်တို့ဒီ data block ဆိုတဲ့အတိုင်းကျွန်တော်တို့အချက်လက်တွေကိုသူကဘာလို့တဲဟာလဲဆိုရင်ကျွန်တော်တို့စုဝေးတဲ့ဟာဆိုတော့ကျွန်တော်တို့ဒီဆွမ်းနာပြောသလိုပဲကျွန်တော်တို့ဒီရဲ့အဲမှာကျွန်တော်တို့ဒီအချက်လက်တွေကျွန်တော်တို့အားလုံးကိုဘာလို့ထားမလဲဆိုရင်ကျွန်တော်တို့စုစည်းထားတယ်ပေါ့နော်အဲ့တော့ပြီးတော့ကျွန်တော်တို့ data block ကို global data block ဆိုပြီးတော့လည်းကျွန်တော်တို့သတ်မှတ်နိုင်တယ်ပြီးတော့ကျွန်တော်တို့ instant data block ဆိုပြီးတော့လည်းကျွန်တော်တို့သတ်မှတ်နိုင်တယ်ပေါ့ global ဆိုရင်တော့ဆွမ်းနာပြောတဲ့အတိုင်းပဲသူစီကအချက်လက်တွေကိုကျွန်တော်တို့ကလာပြီးတော့ယူလို့ရတယ်ပေါ့နော်ဆိုတော့ okay နောက်တစ်ခုကကျွန်တော် instant data block ဆိုရင်ကျွန်တော်တို့ A ဆိုရင် A နဲ့တက်ဆိုင်တဲ့အရာကပဲကျွန်တော်တို့ခေါ်ယူပြီးတော့ကျွန်တော်တို့အသုံးပြုနိုင်မယ်ပေါ့ဆိုတော့ကျွန်တော်တို့ကျန်တဲ့နေရာနေလာပြီးတော့ခေါ်ယူအသုံးပြုလို့မရဘူးဟုတ်ပြီဒါကတော့ကျွန်တော် data block သူ့ကိုကျွန်တော်တို့ခေါ်ယူအသုံးပြုမယ်ဆိုရင်လည်းကျွန်တော်တို့ဒီပုံစံ၄မျိုးနဲ့ကျွန်တော်တို့ခေါ်ယူအသုံးပြုနိုင်မယ်ပြီးတော့ကျွန်တော်တို့ဒီ DB ဆိုတာကတော့ကျွန်တော်တို့ data block ရဲ့အတူကပေါ့နော်ပြီးတော့ X ဆိုတာကတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ပါလဲဆိုရင်ကျွန်တော်တို့ bit ပေါ့နော်ပြီးတော့ကျွန်တော် B ဆိုတာကတော့ကျွန်တော်ပါဖြစ်မလဲဆိုရင်ကျွန်တော်တို့ byte ပြီးရင် W ကတော့ word ပြီးတော့ကျွန်တော်တို့ဒီ double word ဆိုပြီးတော့ကျွန်တော်တို့၄မျိုးနဲ့ကျွန်တော်တို့ခေါ်ယူပြီးတော့အသုံးပြုနိုင်မယ်နော်အဲ့တော့ဒီအကြောင်းလေးတွေကျွန်တော်နောက် TI portal မှာအသုံးပြုရင်နော်နည်းနည်းထပ်ပြီးတော့ရှင်းပြပြီးသွားမယ်နော်ဟုတ်ပြီဒါကတော့ကျွန်တော်တို့ဒီအစောကပြောခဲ့တဲ့ဟာလေးတွေကိုကျွန်တော်တို့ဒီစာနဲ့ရေးထားတာပေါ့နော်ကျွန်တော်ဒီယာယီတူလောင်တဲ့အချက်လက်ဆိုတာကလည်းကျွန်တော်တို့ CPU လောက်ဆောင်နေတဲ့အချိန်မှာကျွန်တော်တို့ဒီယာယီအချက်လက်တူလောင်တဲ့နေရာအဖြစ်သူအသုံးပြုတယ်ပေါ့နော်ဆိုတော့ဒီနေရာတစ်ခုကိုကျွန်တော်တို့အသုံးပြုပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနောက်ထပ်မှတွက်ချက်မဲ့တန်ဖိုးနဲ့သူကအစားထိုးလိုက်တယ်ပေါ့နော်ဆိုတော့ဥပမာပြင်ကျွန်တော်တို့ဒီနေရာမှာ A ရဲ့တန်ဖိုးရှိမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာ B ရဲ့တန်ဖိုးရှိမယ်ပေါ့နော်သူတို့နှစ်ခုကိုကျွန်တော်တို့ဒီပေါင်းပြီးတော့ကျွန်တော်ဘယ်ထဲထည့်မလဲဆိုရင်ကျွန်တော်တို့ဒီ C ဆိုတဲ့ memory area ထဲထည့်မယ်ပေါ့နော်အဲ့လိုမျိုးထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ A ရဥမာဖြင့်နံပါတ်7ထားပါတော့เนาะ A ထဲကို7ထည့်မယ်ပြီးရင်ကျွန်တော်တို့ B ထဲကိုကျွန်တော်တို့ဘယ်လောက်ထည့်မလဲဆိုရင်73ထည့်မယ်ပေါ့သူတို့နှစ်ခုကိုကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုတော့ပေါင်းပြီးရင်ကျွန်တော်တို့အဖြေရပါပြီပြီးတော့ဒီအဖြေကိုလည်းကျွန်တော်တို့အခြားတစ်နေရာမှာရယူပြီးတော့တုံးဆွဲလိုက်ပြီပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့နောက်ထပ်မှန်ပြီးတော့တွက်ချက်မဲ့ကျွန်တော်တို့တန်ဖိုးတွေကိုထပ်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ထည့်သွင်းတယ်ပေါ့ဆိုတော့ရခင်တန်ဖိုးတွေကိုတွက်သူအလိုလျောက်CPU ကပဲလိုအပ်တယ်လို့သူစီမံကုတ်ခဲ့ပြီးတော့ဖြတ်တယ်ပေါ့နော်ပြီးခါကျရင်ဒီနေရာမှာထပ်ပြီးတော့နောက်ထပ်တန်ဖိုးအသစ်တွေလာပြီးတော့အစားထိုးသွင်းပြီးတော့သူလှုပ်ဆောင်တယ်ပေါ့နော်ဒီသဘောတရားလေးပေါ့ဒါကတော့ကျွန်တော်တို့ဒီယာယီတူလောင်တဲ့နေရာလေးပေါ့ပြီးတော့ကျွန်တော်တို့ retentive bit memory ကကျွန်တော်အရှိမလေးလေ့လာခဲ့တယ်เนาะဆိုတော့သူကတော့ကျွန်တော်တို့ဒီ power မရှိတော့တဲ့အချိန်မှာကျွန်တော်တို့ရဲ့အချက်လက်တွေကိုကျွန်တော်တို့ဒီမှတ်သားထားဖို့ပေါ့เนาะ retentive bit memory လေးတွေကိုအသုံးပြုတာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ CPU ထောက်နေရပါတော့ထောက်နေရအမျိုးအစားတွေမှာကျွန်တော်ဒီ operation system နေပြီးတော့ကျွန်တော်တိုက်ရိုက်ထိန်းချုပ်တဲ့ဒီ system memory byte ပါရှိရပေါ့เนาะဒီဟာလေးကျွန်တော်တို့မှတ်ထားဖို့လိုမယ်ဒီ system memory byte ဆိုတော့ကျွန်တော်တို့ဒီ8 bit ပါတယ်ပေါ့နော်8 bit ဆိုတော့သူ့ရဲ့ဒီ bit လေးတွေရဲ့သတ်မှတ်ချက်ကအကယ်၍ကျွန်တော်တို့ဒီရဲ့ bit 0ဆိုရင်ကျွန်တော်တို့ဒီ CPU က first scan စတင်တာနဲ့ကျွန်တော်တို့ဒီ true အခြေအနေဖြစ်တယ်ပေါ့နော်ဆိုတော့သူ first scan အခြေအနေမှာသူကဘယ်အခြေအနေဖြစ်မလဲဆိုရင်1အခြေအနေဖြစ်ပြီးတော့ကျန်တဲ့အခြေအနေမှာဆိုရင်တော့သူက0အခြေအနေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ CPU စပြီးတော့အလုပ်လုပ်တာနဲ့ကျွန်တော်တို့အခြေအနေကိုon အခြေအနေ off အခြေအနေဖြစ်ခြင်းတော့ကျွန်တော်တို့ဒီ bit 0ကိုကျွန်တော်တို့အသုံးပြုနိုင်မယ်ပေါ့နော်ကျန်တဲ့ဟာလေးလည်းကျွန်တော်တို့ဒီမှာဆိုရင် bit 1ဆိုရင်လည်းကျွန်တော်တို့ဒီကျွန်တော် PC သွားတဲ့ scan cycle နဲ့နှိုင်းယှဉ်ပြီးတော့ဒီပြစ်ချက်ရှာဖွေမှုအခြေအနေများတယ်ကျွန်တော်ပြောင်းလဲမှုရှိရဆိုရင်ကျွန်တော်အချက်ပြမှုအခြေအနေ1ဆိုပြီးတော့သတ်မှတ်တယ်ပေါ့ဆိုတော့ဒီဟာလေးတွေကိုလည်းကျွန်တော် system memory byte ကိုလည်းကျွန်တော်တို့ဒီ program ထဲမှာအလိုရှိလို့ခေါ်ယူပြီးတော့အသုံးပြုနိုင်တယ်ပေါ့နော်ဆိုတော့ဥပမာအပြင်ကျွန်တော်တို့ဒီ PNC တွေကကျွန်တော်ဒီမှာ system memory
bit ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာ first cycle မှာကျွန်တော်တို့ on မှာလားပေါ့နော်ဒီရဲ့ memory bit ကိုကျွန်တော်တို့ရယူအသုံးပြုနိုင်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီ system memory bit ကိုအသုံးပြုလိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီ address တွေကိုတော့ကျွန်တော်တို့ဒီအခြားနာမည်တစ်ခုအနေနဲ့ထပ်ပြီးတော့အသုံးပြုလို့မရတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင် already high ပေါ့ပြီးကြရင်ဒီအမြဲတမ်း0ဖြစ်မယ်အမြဲတမ်း1ဖြစ်မယ်ပေါ့နော်ပြီးကြရင်အကယ်၍ဒီပြဿနာရှိရဆိုရင်သူရဲ့ status change သွားတာပေါ့ဒီပုံစံမျိုးလေးပြီးတော့ကျွန်တော်တို့ဒီနောက်တစ်ခုကကျွန်တော် clock memory bit ပေါ့နော်clock memory bit ကလည်းကျွန်တော်တို့ဒီကျွန်တော်တို့လိုချင်တဲ့ cycle ပေါ့နော် frequency ကိုကျွန်တော်တို့ရယူပြီးတော့အသုံးပြုနိုင်တယ်ပေါ့ဆိုတော့ဒီဟာလေးတွေကကျွန်တော်နောက်ပိုင်းကျွန်တော် TIE portal လေ့လာမှပဲကျွန်တော်တို့ဒီဟာလေးတွေကိုဆက်ပြီးတော့လေ့လာကြည့်မယ်နော်လောလောဆယ်ကတော့ကျွန်တော်တို့ဒီအကြမ်းမြင့်ပုံစံလေးပဲလေ့လာကြည့်မယ်နော်ဆိုတော့ကျွန်တော်ဒီမှာဆိုရင် bit 2ကကျွန်တော် signal state 1မှာအမြဲတမ်းရှိတယ်ဆိုတော့အလုပ်လုပ်ပြီးဆိုတာ ਨੇ ပြီးရင်ဒီရဲ့ bit 3ဆိုရင်လည်း signal state 0အခြေအနေမှာအမြဲတမ်းရှိရပေါ့နော်ကျွန်တော်ဒီ clock memory bit ပေါ့နော်ကျွန်တော်ဒီ bit အနေနဲ့ကျွန်တော်တို့ခေါ်ယူပြီးတော့အသုံးပြုနိုင်တယ်သူ့အတွက်ကျွန်တော်တို့ဒီ clock byte အနေနဲ့သူကဒီကျွန်တော်တို့ system memory မှာတစ်ခုပါတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီအကယ်၍ဒီ clock 10 head အနေနဲ့ကျွန်တော်ခေါ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ bit 0ကိုကျွန်တော်တို့ခေါ်ယူပြီးတော့အသုံးပြုနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ1 head cycle ပေါ့နော်ဒီ1 head ကိုကျွန်တော်တို့အသုံးပြုချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီ bit number 5ကိုကျွန်တော်တို့ခေါ်ယူပြီးတော့အသုံးပြုနိုင်တယ်ပေါ့โอเคဒီဟာလေးကိုတော့ကျွန်တော်တို့ဒီ program ရေးသားမှာပဲကျွန်တော်တို့ထပ်ပြီးတော့လေ့လာလိုက်မယ်နော်ဟုတ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့ဒီ7000 PNC ရဲ့ကျွန်တော်တို့ data ပေါ့နော် data type တွေအကြောင်းကိုကျွန်တော်တို့နည်းနည်းလေ့လာတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်